ရောက်တဲ့ခန်းနဲ့တွေ့ပေါင်းများစွာပါပြန်မလာမယ်မင်းကြောင့်စဉ်းစားနေရင်သာဒီလိုနဲ့နောက်တစ်ရက်ပြောင်းလဲသွားတဲ့အခါအစမပြေဘူးလို့တွေ့ခဲ့မိတာရောက်တဲ့ငါအချိန်မှဖုန်းဆက်မရတဲ့အခါစာမလာတဲ့တင်လေကြတော့ပါငါလေးအိတ်ဆက်မရတော့ပါနင်သိမလားတွေ့ရဝမ်းလားနင်နေလို့မကောင်းရလားဒီလိုတွေ့ကြည့်တော့မှမင်းတယောက်ချမ်းခဲ့သလားshe